လူနဲ့တရိษံဘသူသားလဲမင်းလူကသားတယ်လို့ဖြေကြလိမ့်မယ်လူကတရိษံထက်နေရာတကာမှာတာသလားစဉ်းစားကြည့်အောင်မြင်းလောက်အပြေးတန်သလားစင်လောက်ခွန်အားကြီးလားငားလောက်ရေကူးကျွမ်းလားကြီးကန်းတို့လက်ထားတို့လောက်မျက်စိလှင့်သလားအေးသေးချင်းခွေးလောက်အနံ့ခံကောင်းသလားကျွန်တော်တို့ကအဖွဲစည်းနဲ့ဘာနဲ့ညာနဲ့စီးလုံးနဲ့ဘာညာမပြောနဲ့ပြားလောက်မစီးလုံးဘူးနော်ပြားတွေဟာတိတ်ပြီးတော့ဝရိယကောင်းတယ်ပန်းပွင့်မညိုးခင်မနဲ့အစောကလေးကလုံးလာဆိုင်ပြီးတော့အလုပ်လုပ်တယ်ပြားတကောင်ဟာပြားဝစ်ကြီးကိုတွေ့လာရင်သတင်းလာပို့တယ်သူကဥဆောင်ခေါ်သွားတယ်နောက်ကပြားတွေကလည်းထက်ချက်မကွာလိုက်တယ်သူတို့ယူလာတဲ့ဝစ်ကြီးကိုလည်းတူလောင်တဲ့နေရာမှာအတိအကျထားတယ်ဘယ်ပြားမှမခိုးဘူးမောင်ခိုးမချဘူးကောင်းလိုက်တဲ့ဗီဇရှင်လဲလျှောက်တာပြားလဲဆွဲတာဆိုတဲ့စကားကိုလည်းမောင်ရင်တို့ကြားဘူးမှာပါပြားတွေဟာသူတို့ဆွဲတဲ့ကိုင်းမှာရှင်းလျှောက်လို့ရအောင်လမ်းချံပေးထားတယ်သူများသွားလမ်းပိတ်မထားဘူးလူတွေလိုဘဒူးသေးသေးငတေးမှာပြီးရောဆိုတဲ့စိတ်ယုံမရှိဘူးပြားအောင်ထိရင်အသေးခံကာကွယ်တဲ့ကြည်စံပြားတို့နိုင်ငံတော်ဒီဘလောက်အားကြဖို့ကောင်းလေဘလောက်အတူယူဖို့ကောင်းလေကောင်းပြီဆက်ပြီးတော့စဉ်းစားကြရအောင်လူတွေဟာတရိษံတွေထက်ဘယ်နေရာမှာတာတယ်လေအဖြေထုတ်ကြည့်ရင်၃မျိုးပဲရှိတယ်အလှပကိုခံစားတတ်ခြင်းဖန်တီးတတ်ခြင်းကိုခြင်းတရားရှိခြင်းအကျိုးအကြောင်းဆင်ခြင်နိုင်ခြင်းဉာဏ်ပညာကြီးခြင်းလူတွေဟာအလှပကိုခံစားတတ်တယ်ဖန်တီးတတ်တယ်တရိษံတွေမှာကိုခြင်းတရားမရှိဘူးကြီးနိုင်ငယ်ညင်းတယ်မကောင်းတာကောင်းတာသူတို့မသိဘူးကိုခြင်းတရားဆိုတာကိုကျင့်ရမယ်တရားလူတယောက်မှာကိုခြင်းတရားမရှိရင်တရိษံနဲ့မချနာဘူးကျိုးအကြောင်းဆင်ခြင်ဉာဏ်ပညာကြီးတယ်ဘလို့လုပ်ရင်ဘလို့ဖြစ်မယ်ဆိုတာသိတယ်ကိုယ့်ထက်အားကြီးတဲ့စင်ကိုချွန်းပေါက်ပြီးတော့တစ်ဆွဲခိုင်းတယ်ညင်းကိုပချုပ်တက်ပြီးတော့ခွစီတယ်လဲတက်ဆွဲခိုင်းတယ်ရေကူးကျွမ်းတဲ့ငါ့ကိုငမားစိတ်နဲ့မြားတယ်ပိုက်နဲ့ဖမ်းတယ်ကိုယ့်ထက်စီးလုံးပါတယ်ဆိုတဲ့ပြားကိုဖွတ်စားတယ်ဒါပါလို့လေလူကတရိษံတွေထက်အကျိုးအကြောင်းဆင်ခြင်နိုင်လို့ဉာဏ်ပညာကြီးလို့ပေါ့လူတွေကတရိษံတွေအပေါ်မှာလွှမ်းမိုးနိုင်တာဟာဉာဏ်ပညာပိုကြီးလို့ဒါဆိုရင်လူချင်းချင်းရောစဉ်းစားနော်သိချစဉ်းစားလူတွေမှာလည်းပညာကြီးတဲ့လူကပညာနည်းတဲ့သူကိုလွှမ်းမိုးနိုင်မှာပေါ့ပညာကြီးတဲ့နိုင်ငံကပညာနည်းတဲ့နိုင်ငံကိုလွှမ်းမိုးနိုင်လိမ့်မယ်သူများနိုင်ငံမှာသွားပြီးတော့ပညာသင်ရတယ်သူများနိုင်ငံမှာသွားပြီးအောက်ကျုပ်ခံလို့ရတယ်သူတို့လောက်ငါတို့ပညာမတက်လို့ပဲဒါအိုတို့နိုင်ငံလူတွေကအခုချိန်ထိပညာကိုတန်မိုးထားအောင်မှမသိအမြင်ကျဲတဲ့သူကလည်းအမြင်ကျင်းတဲ့သူကိုလွှမ်းမိုးနိုင်မှာပေါ့အဲ့ဒီတော့သူများလွှမ်းမိုးတာမခံရအောင်သူများခေါင်းပုံဖြတ်တာကိုမခံရအောင်သူများလူလေကြတာကိုမခံရအောင်သူများအနိုင်ကျင့်တာမခံရအောင်ပညာတတ်ဖို့အမြင်ကျဲဖို့အသိပညာရှိဖို့ဘုသူတ္တရှိဖို့လိုတယ်ဘာလို့ရမလဲစာဖတ်ရမှာပေါ့စာဖတ်တယ်ဆိုတာသူများရဲ့အမှားကိုဆက်မမားအောင်လုပ်တာသူများအတွေ့အကြုံကိုအတွေ့အကြုံအဖြစ်ရယူတာစာဖတ်တဲ့နေရာမှာအုံနောက်ကိုခွန်အားဖြစ်စေမဲ့စာမျိုးကိုများများဖတ်ပါဘဝကိုအုံနောက်ကဥဆောင်တာအသိပညာရစေမဲ့စာတွေကိုတော့များများတော့ဖတ်စေချင်တာပေါ့